သေးငယ်တဲ့ကုန်းနဲ့ gangster ရှို့လို့ရပြီးရဲ့ကားလေးစပြီးလွှင့်နေပါပြီကားကတော့အပိုင်းတင်မာတွေကအရန်ကိုကောင်းနေတယ် show ကတကယ်ကိုမှ red flag ကြီးလို့ပဲပြောရမယ်လို့ပဲထင်တယ်ပေါ့နော်လုံးဝကုန်းပေါ်ကိုကြမ်းကြမ်းတမ်းဆက်ဆန်နေအနိုင်ကျင့်နေကုန်းကကြောက်တယ်မှန်တီလို့သူကဖြေးချောက်တယ်ကွယ်တီးတဲ့အတိုင်းပဲပြီးတော့သူကလည်း gangster လေးနော်အဲ့ခါကျတော့လုံးဝရာဇဝတ်မှုတွေအပြည့်လုံးပြီးရင်ဒီအာနာနေရဖို့အတွက်ပြိုင်ဆိုင်မှုတွေလုပ်တဲ့နေရာမှာသူကလုံးဝကိုအလျှော့မပေးဘဲနဲ့စူးစမ်းတတ်တဲ့သူမျိုးပေါ့နော်အဲ့ခါကျတော့ကုန်းကဒီရှို့ရဲ့လက်ထဲမှာဒုံလေးလူပဲကွယ်လုံးဝကိုနူးညံ့ပျော့ပြောင်းပြီးတော့သူ့လုံးသမျှကိုခံနေရတာဒါပေမဲ့လည်းနောက်ပိုင်းမှာကုန်းကနေပြီးဘန်နာကြီးစီမံခန့်ခွဲတဲ့သူနမိတ်ကြီးရဲ့သူတယောက်ဖြစ်လာပြီးတော့ရှုကလည်းအဲ့ခိုင်းရဲ့ gangster ခေါင်းဆောင်အစ်စ်ကိုဖြစ်လာခဲ့တယ်အဲသူတို့နှစ်ယောက်ကြားထဲမှာဘယ်လိုမျိုးမတည်ငြိမ်တဲ့ခေတ်တွေမှာကြုံတွေ့ရမယ့်အခက်အခဲတွေရှိအောင်မလဲဘယ်လိုမျိုးပြဿနာတွေကြုံရဘယ်လိုမျိုးတရားမဝင်တဲ့အမှုတွေသူတို့နှစ်ယောက်ရင်ဆိုင်ကြမလဲပေါ့အဲကြားထဲမှာသူတို့နှစ်ယောက်ကြားထဲမှာဘယ်လိုမျိုးချစ်ချင်းမြတ်တာပေါက်ပွားလာမလဲဆိုတာကွာလုံးဝကို share ကြီးကွာကြည့်ရမယ့်ကားမျိုးပဲဖြစ်တယ်ဒီကားကလေအစပိုင်းက gangster က show လို့တိထားလို့သာကွယ်ကြည်နေရမတိထားဘဲနဲ့ဒါစပြီးကြည့်လိုက်မိရင်လေတကယ်ကိုရိုးခွဲမားမဲ့ကားမျိုးပဲရက်ကတို့လိုကြီး